တွေရွယ်တွေယူ၍ဦးမင်းလို့သစင်လာခဲ့ပြီအသွားလာနေတိုင်းအချီမခိုင်တော့ပဲဒုတိယရွယ်ကိုကျော်လွန်ခဲ့ပြီလေတတိယကတွေးစိတ်ကငယ်ဝချောင်းလေးတွေရံမြေရောက်တတိယကမေတ္တာစေတနာဘာဝနာတရားနဲ့လေအမြင်ကြီးကြီးစိတ်တည်တည်ထားလို့ဒီခံကြီးနဲ့ခွင်လို့ချင်းတွေအချိန်မှတရားအလုံးအထုံးကြစို့တို့များအရွယ်တွေအာကဝေယံတွေမြေတဲတွေကျွေးနေလို့တငယ်ကြီးတွေလဲရော့လို့ကိုမြည်တီမကြခင်ကျွေးရမှာမို့တို့လဲစင်ကြီးဘဝတကူရဲ့ခက်ခဲတွေတော့လူတိုင်းရှိရင်အနည်းမြတ်အောင်လဲနေတဲ့စင်ကြီးတခဏတာဆိုကြဘဝမှာလောကကြမှာတွေ့ကြုံငါတော့ညာလာလို့ပြီဦးနာရွေဒီဘဝမှာလူပဲမခံရစေခြင်းအနာခံအစာခံလို့တယောက်တည်းနေတဲ့ဖို့အရေးတွေ့ကြီးလက်စေခြင်းမင်းတို့ကိုယ်တို့တွေလို့အရွယ်များတွေ့ရင်ဘာဝရတရားရှိကိုထားလို့လေးလေးစားစားခင်ခင်မင်းမမနာရီမထားရည်လူကြီးမှုတွေမရှိဘူးဆိုရင်အပြန်လန်းမျိုးကလေးကိုပန်းစေနှလုံးသားအလောက်လမ်းစီဖို့အခုကြီးပေးလို့လားဒီမှာပါလို့လာကိုစေတငယ်ကြီးတို့တွေအရွယ်တွေယူ၍ဦးမင်းလို့သစင်လာခဲ့ပြီအသွားလာနေတိုင်းအချီမခိုင်တော့ပြီဒုတိယရွယ်ကိုကျော်လွန်ခဲ့ပြီလေတတိယကတွေးစိတ်ကငယ်ဝချောင်းလေးတွေရံမြေရောက်တတိယရာနေမေတ္တာစေတနာဘာဝနာတရားနဲ့လေအမြင်ကြီးကြီးစိတ်တည်တည်ထားလို့ဒီခံကြီးနဲ့ခွင်လို့ချင်းတွေအချိန်မှတရားအလုံးအထုံးကြစို့တို့များအရွယ်တွေအာကဝေယံတွေမြေကျဲတွေကျွေးနေသလိုပဲတငယ်ကြီးတွေလဲရော့လို့ကိုမြည်တီမကြခင်ကျွေးရမှာမို့တို့လဲစင်ကြီးဘဝတကူရဲ့ခက်ခဲတွေတော့လူတိုင်းရှိပြီအနည်းမြတ်အောင်လဲနေတဲ့စေကြီးတခဏတာဆိုကြဘဝမှာလောကကြမှာတွေ့ကြုံငါတော့ညာလာလို့ဦးနာရွယ်ဒီဘဝမှာလူပဲမခံရစေခြင်းအနာခံအစာခံလို့တယောက်တည်းနေတဲ့ဖို့အရေးတွေ့ကြီးနဲ့စေခြင်းမင်းတို့ကိုယ်တို့တွေလို့အရွယ်များတွေ့ရင်ဘာဝ
ချင်းလူချင်းမှုတွေမရှိဘူးစင်ကြီး